kidnapper 3 ယောက်က van နဲ့ bus ကိုအလင်းမြန်လိုက်နေချိန် bus ထဲမှာတော့အမျိုးသမီးတစ်ယောက်ကသူမရဲ့အိတ်ကြီးကိုဘေးဘေးမှာချထားပါတယ်။ဘေးကအိတ်ထဲကိုစိတ်ဝင်စားပြီးကြည့်နေတော့မှပဲ bus ကရုတ်တရက် break အုပ်လိုက်တာကြောင့်ဘေဘီကအိတ်ထဲကိုလဲကျသွားပါတယ်။ဒါပေမဲ့အမျိုးသမီးကဘေဘီအိတ်ထဲရောက်နေတာကိုမသိဘဲအိတ်ကိုကောက်ယူပြီးဘာပေါ်ကဆင်းသွားပါတယ်။ဒီအချိန်မှာ Norbert က bus driver ကိုကလေးလေးတစ်ယောက်တွေ့မိလားလို့မေးပေမဲ့ driver ကမတွေ့ဘူးလို့ပြောပြီး bus ကိုဆက်မောင်းသွားပါတယ်။ဒါပေမဲ့ driver ကတန်တရားဖြစ်ပြီးရဲကိုဖုန်းဆက်အကြောင်းကြားလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ဘေးပျောက်သွားတဲ့သတင်းကမြို့တစ်မြို့လုံးပြန့်နှံ့နေပြီးသားပါသူမိဘတွေကအယမ်းချမ်းသာတာကြောင့် news တွေထဲမှာတော့အဆက်မပြတ်ပါနေပါတယ်။အဲ့ဒီအချိန်မှာ Vical ကအမျိုးသမီးရဲ့အိတ်ထဲဘေဘီရှိနေတာကိုမြင်လိုက်ပါတယ်။ kidnapper 3 ယောက်လုံးလည်းမတိမတာအဲ့ဒီအမျိုးသမီးနောက်ကိုလိုက်ပါတော့တယ်။ဒါပေမဲ့အမျိုးသမီးကလူ3ယောက်သူ့နောက်လိုက်နေတာတတိထားမိသွားပြီးချက်ချင်းလက်ကသူတို့ကိုတယောက်ချင်းစီရိုက်နှက်ပစ်လိုက်ပါတယ်။တစ်ဖက်မှာတော့ baby bank ကအိတ်ထဲကနေတွားထွက်ပြီး shopping mall တစ်ခုထဲဝင်သွားပါတယ်။ mall ထဲက employee တယောက်က baby ကိုတွေ့တော့ပျောက်နေတဲ့ကလေးလိုမထင်ပဲ kids player တွေထဲကိုခေါ်သွားပါတယ်။အဲ့ဒီနေရာကမိဘတွေ shopping လုပ်နေချိန်ကလေးတွေကိုကစားစီပို့ထားတဲ့နေရာပါ။အချိန်နဲ့ကြာပြီးနောက်အမျိုးသမီးတယောက်ကသူမကလေးကိုလာခေါ်ပါတယ်။ဒီအချိန် baby bank က stroller ထဲမှာရှိတဲ့ Joyce Power ကိုမြင်ပြီးတောက်ဖို့ကောက်ယူလိုက်ပါတယ်။တောက်ပြီးနောက် stroller ထဲမှာပဲအိတ်လိုက်တဲ့အတွက်အဲ့ဒီအမျိုးသမီးက baby bank ပါလာတာမသိပဲ stroller ကိုတွန်းပြီး mall ကနေထွက်သွားပါတယ်။အပြင်မှာတော့ news reporter တယောက်ကပျောက်ဆုံးနေတဲ့ baby bank အကြောင်းလဲ report လုပ်နေပါတယ်။ဒီ report ကို Warren နဲ့ kidnapper တွေလည်းထီကနေကြည့်နေကြပါတယ်။အဲ့ဒီအချိန်မှာပဲ baby bank က reporter ရဲ့ခြေချားကနေတွားသွားတာကြောင့်မိတ်ပြုတ်ကြပြီး camera က baby ဘက်ကိုရုတ်တရက်လှည့်သွားပါတယ်။ကန်ဆိုးတာက Lauren ကအဲ့ဒီအချိန်တိမှာပဲထီကနေမျက်လွှဲသွားလို့သူ့သားကိုမမြင်လိုက်ရပါဘူး။ဒါပေမဲ့ kidnapper တွေကတော့ထီထဲက baby ကိုမြင်လိုက်ပြီး location ကိုချက်ချင်းပြေးသွားကြပါတယ်။ဒါပေမဲ့သူတို့ရောက်မလာခင် baby bank ကသူ့စာအုပ်ထဲက taxi နဲ့တူတဲ့ taxi တစ်စီးကိုမြင်လိုက်ပြီးပျော့ရွှင်တက်သွားပြန်ပါတယ်။ kidnapper တွေလည်း baby taxi ထဲဝင်သွားတာမြင်တာနဲ့ချက်ချင်းလိုက်ပါတော့တယ်။ taxi က zone နားမှာရက်ပြီး passenger တယောက်ဆင်းတဲ့အချိန် baby bank လည်းဆင်းလာပါတယ်။ဒီတစ်ခေါက်တော့ baby က busy road ကြီးကိုဒူးနဲ့တွားပြီးဖြတ်နေပါတယ်။ kidnapper တွေရောက်လာတဲ့အချိန် baby လမ်းဖြတ်နေတာမြင်ပေမဲ့ကားတွေများလုံးလို့ချက်ချင်းမကူးနိုင်ကြပါဘူး။ baby ကလည်းအချိန်မီပျောက်သွားပါတယ်။ဒါပေမဲ့မြေကြီးပေါ်ကလက်ရချေရတေးသေးလေးတွေကိုတွေ့ပြီးသူတို့ကအဲ့ဒီအတိုင်းလိုက်သွားကြပါတယ်။နောက်ဆုံးတော့ gorilla cage တစ်ခုရှိကိုရောက်လာပြီး baby bank က gorilla ကြီးတစ်ကောင်နဲ့ပျော်ပျော်ပါပါကစားနေတာကိုမြင်လိုက်ရတဲ့အခါအံ့ဩသွားကြပါတယ်။ဒီနေ့ recap ကိုသဘောကျရင် comment ထဲမှာမင်းမြင်ကိုပြောခဲ့ပါဦး။နောက်ထပ်စိတ်ဝင်စားစရာ movie recap တွေနဲ့ပြန်တွေ့မယ်နော်။